ခဏကဲနော်စမယ်အဲ့တော့ခင်ဗျာခုဒီနေ့ပြောပြမှာအဲ့ကြီးနဲ့ကျွန်တော်နော်ခုဖေးဖေးဖိုးထိုးနေသမီးမြင်နေမဟုတ်လားသမီးတို့ရေနော်မြင်တဲ့ခါကျတော့ခုမှဒီမှာဖေးဖေးကခုဖိုးထိုးတဲ့ခါမှာဒီမှာဒါဓာတ်လုံးလေးနော်ဓာတ်လုံးလို့ခေါ်တာပေါ့အခေါ်အဲ့ဒီဓာတ်လုံးလေးကိုဖေးဖေးတို့ကထိုးကြတဲ့ခါကျတော့ဘယ်လိုထိုးတာတော့ဆိုတော့ဒီဓာတ်လုံးလေးကိုကောင်းအောင်ပိုကောင်းအောင်ထိုးတာနော်ပိုကောင်းအောင်ထိုးတာဆိုနှစ်မျိုးရှိတယ်တစ်ချက်ကဒီဓာတ်လုံးလေးကိုအစိတ်တောက်တွေမဝင်လာအောင်လည်းထိုးရတယ်နော်အစိတ်တောက်တွေမဝင်အောင်ဆိုတာဒီဓာတ်လုံးလေးကိုတခြားအမှုတွေတို့တခြားခဲတွေတို့တခြားဟာတွေဝင်မလာအောင်လို့ဖေးဖေးတို့ထိုးမယ်ဆိုလုံလေးသိရမလားလုံလေးတွေကိုဓာတ်လုံးလေးထည့်ပြီးတော့အပိတ်အဖုံးလုံအောင်ပိတ်ပြီးမီးနဲ့ထိုးမီးပညာပေါ့ဒါအဲ့လိုမျိုးလည်းထိုးတယ်တစ်ခါလေကြာရင်အဲ့လုံကြောက်လို့ခေါ်တာအဲ့လိုမျိုးတစ်ခါလေကြာတော့ချော်လေးနဲ့ထိုးနော်နှစ်မျိုးထိုးတာဒါပေမဲ့ဘာပြဿနာလုံးဆိုတော့အဲ့လိုမျိုးထိုးတာဒါပြောမယ်ဆိုရင်အစိတ်တောက်တွေမဝင်အောင်လို့ထိုးတာနော်အဲ့တော့ဒီဓာတ်လုံးထိုးတဲ့ခါမှာအစိတ်တောက်တွေမဝင်အောင်အဲ့လိုပဲဒီဓာတ်လုံးကိုခုသမီးတို့ဖေဖေတို့ဘဝတစ်ခုအနေနဲ့စဉ်းစားကြည့်လိုက်ဖေဖေတို့ခုထိုးတယ်ဆိုတာဖေဖေထိုးတယ်ဆိုတာနော်သူများကြီးထိုးတာဘယ်လိုထိုးလဲတော့မသိဘူးအဲ့တော့ဘဝတစ်ခုအနေနဲ့စဉ်းစားလိုက်ဒီဓာတ်လုံးလေးကဘဝတစ်ခုအနေနဲ့ဒါဖေဖေတို့ဘဝအနေနဲ့စဉ်းစားလိုက်မယ်ဆိုရင်ဖေဖေတို့ဘဝမှာအချက်နှစ်ချက်လောက်အောင်ဖျားဟောတဲ့တရားတွေမှာပါအဲ့တော့လူမိုက်ကိုရှောင်အောင်ပါနော်အဲ့တော့ခုသမီးတို့အကြောင်းမှာတငယ်ချင်းတွေပါရလာမှာပဲနော်တငယ်ချင်းတွေရလာမယ်ပတ်ဝန်းကျင်အနေထားရလာတဲ့ခါမှာခုတငယ်ချင်းတွေကသမီးတို့ခုကောင်းတဲ့တငယ်ချင်းရှိလိမ့်မယ်ဆိုးတဲ့တငယ်ချင်းရှိလိမ့်မယ်နော်ဆိုးတဲ့တငယ်ချင်းတွေကသမီးတို့ဘာပဲနေပြောမှာပဲနော်ဟိုမှာဆိုတော့ရည်သားထားရအောင်ရည်သားထားမယ်ရွယ်နော်မကောင်းတာလုပ်ဖို့ဘာလုပ်အောင်ညာလုပ်အောင်နော်ကြောင်ကြားလေးတွေဆိုပို့ဆိုတယ်နော်အဲ့လိုမျိုးလေးတွေဖြစ်လာဒါအဲ့လိုမျိုးဖြစ်လာတဲ့ခါမှာ तू ကဖေဖေတို့ဘဝမှာရုံနဲ့နံနဲ့ဆိုပြီးနှစ်ခုရှိတယ်ခုရုပ်ဆိုတာခုသမီးတို့ခန္ဓာကိုယ်ကြီးအဲ့ခန္ဓာကိုယ်ကြီးဒီခန္ဓာကိုယ်ကြီးကရုပ်နံဆိုတာစိတ်နော်အဲ့တော့ဒီခုခန္ဓာကိုယ်ကြီးကိုကျမ်းမအောင်သမီးတို့အစားတောက်စားရမယ်နော်ကျမ်းမအောင်လည်းအစားတောက်စားရမယ်ပြီးပြီဆိုရင်အစိတ်တောက်မဖြစ်အောင်လည်းသမီးတို့နဲ့မတည့်တဲ့အစားတောက်တွေကိုရှောင်ရမှာအဲ့လိုမျိုးပဲခုသမီးတို့လေ့ကျင့်ခန်းတွေပါလေလောက်ရတယ်နော်လေ့ကျင့်ခန်းတွေပါလေလုပ်ပြရမှာအဲ့လိုကလည်းလုပ်ရမှာနော်စိတ်နဲ့ပတ်သက်ပြီးတော့ကြတော့အဲ့တော့ခုနကစိတ်နဲ့ပတ်သက်ပြီးတော့ကြတော့တစ်ချက်နော်ငါးပါးတီလာတဲ့နော်သူများအတက်ကိုမတတ်နဲ့နော်ဒါဖေဖေတို့ဗုဒ္ဓဘာသာမှာမဟုတ်လူတိုင်းရဲ့အခြေခံနော်သူများအတက်ကိုမတတ်နဲ့သူများပစ္စည်းမခိုးနဲ့နော်အရင်မတောင်းနဲ့မူရစေတွေမတုံးနဲ့နော်ပြီးတော့ခါကြတော့စကားကိုလိမ့်အဲ့လိုမျိုးဆဲဆိုတာတွေအဲ့လိုမျိုးလည်းမပြောနဲ့နော်အဲ့ဒါတစ်ချက်နှစ်ချက်ကကြတော့ခုသမီးတို့ဘဝမှာရေးကြီးတဲ့အချက်လက်တွေနော်အဲ့လိုမျိုးလေးတွေပို့ပြီးတော့ကောင်းအောင်လို့နော်အဲ့လိုမျိုးလေးစူးစမ်းရမှာတစ်ချက်တစ်ဖက်ကလည်းဒီတငယ်ချင်းတွေဘက်ကနေပြီးတော့အဲ့လိုမျိုးလေးမကောင်းတဲ့တငယ်ချင်းပါညာအဲ့လိုမျိုးလေးသတိထားကြည့်ဥဆိုင်နော်ဒါတငယ်ချင်းမှမဟုတ်ဘူးနော်ကိုပတ်ဝန်းကျင်ကိုအနေထားရောက်တဲ့နေရာတိုင်းမှာအဲ့ဒါလေးတွေကြည့်ဥဆိုင်ရမှာအဲ့လိုပဲခုသမီးတို့အဲ့ဒါမှဘဝပို့ပြီးတော့ကောင်းလာမှာကောင်းမှုတွေစိတ်ကိုတမာတိဆိုတာစိတ်ကိုငြိမ်အောင်လို့နော်ပရိလေးစိတ်အခုစာချက်တယ်စာဖတ်တယ်ဆိုတော့လည်းစိတ်ငြိမ်တယ်တကယ်တမ်းကျောင်းမှာဆိုရင်စော့နေမဲ့စာချက်တယ်ဆိုတော့လည်းစိတ်ငြိမ်မယ်နော်အဲ့တော့ခါကျတော့ဘာမေးချင်သမီးကပတိစိတ်တယ်ကောင်းပတိစိတ်တာလည်းကောင်းတယ်အဲ့လိုမျိုးပေါ့ပတိစိတ်တာလည်းဒါကောင်းတယ်လို့ပတိစိတ်တာကြနှစ်ချက်ကုတူရတစ်ချက်ကသမီးပတိစိတ်ရင်ဘာကုံတော့စိတ်တာတော့ဘယ်လိုစိတ်တာတန်တန်ကအဲ့ဒါကြောင့်တဏ္ဍကုံ၃ပါးပေါ့တဏ္ဍကုံ၃ပါးကိုအဲ့လိုမျိုးလေးစိတ်တာအဲ့လိုမျိုးလေးရလေတဏ္ဍကုံ၃ပါးရုပ်ဖတ်တာပဲနေနေဘုရားကုံတော်တွေပွားတာပဲနေနေနော်အဲ့လိုမျိုးကြအဲ့ပွားတဲ့ကုတူကလည်းတစ်ခုရတယ်တစ်ဖက်ကကြတော့အဲ့လိုမျိုးလုံးနေတဲ့ခါကျစိတ်ကလေးကငြိမ်တယ်နော်ဒါပေမဲ့အဲ့ဒါကလည်းကောင်းတယ်ဒါပေမဲ့တစ်ဖက်ကအားလုံးဆိုသမီးတို့ကျောင်းမှာဆိုရင်လည်းစာဖတ်စာလေးလားအဲ့ဒါကလည်းစိတ်ငြိမ်တယ်သမီးတို့စာဖတ်နေတယ်စိတ်ငြိမ်တယ်အဲ့သမီးကြီးမှကြဘာတွေလောက်တာစိတ်ငြိမ်အောင်သမီးကကျောင်းမှာအလေးချက်တယ်စားချက်တယ်အဲ့လိုလေးပေါ့စာဖတ်တယ်စာချက်တယ်အဲ့လိုမျိုးလေးလေဒါစိတ်ငြိမ်တာပဲနော်အဲ့လိုမျိုးလေးတွေလည်းလုပ်ပေးရမှာနော်ခုကျောင်းမှာကိုတစ်ခါလေးကြာရင်ဖြစ်တတ်တယ်တငယ်ချင်းတွေကဟိုမရှိဘူးကိုသိပြီးတော့ဟိုမဖြစ်ဘူးကိုကတယောက်တည်းဖြစ်နေတာမျိုးအဲ့လိုမျိုးလေးဖြစ်နေတာမျိုးဖြစ်ခဲ့တဲ့ခါကြာရင်လည်းဘာဖြစ်တော့တစ်ခါလေးတငယ်ချင်းဆိုတော့ဟိုလာပြောလို့တငယ်ချင်းမှမဟုတ်ဘူးသူနေနေလေသူတို့လိုချင်တာမရဘူးသူတို့ဖြစ်ချင်တာမဖြစ်ဘူးဆိုရင်ကိုမဖြစ်ဘူးဆိုရင်အဲ့ကြရင်ကိုခုနကပြောမပေါင်းတာလို့ပါရှောင်တာလို့အဲ့လိုအခိုက်အတန့်လေးရှိတတ်တယ်အဲ့လိုမျိုးဆိုရင်လေသူတို့ကကိုမပေါင်းတာကဘာလို့လဲဆိုတော့လေ့လာတဲ့ခါမှာသူတို့ကကိုကစိုးနေလို့မပေါင်းတာလားသူတို့ကစိုးနေလို့မပေါင်းတာလားဥပမာဆိုတော့ရီးသားထားနေတဲ့တငယ်ချင်းတယောက်ကကိုသူတို့ရီးသားထားသလိုသူတို့ရှောက်သွားသလိုကိုခေါ်တယ်ဥမာရှောက်သွားတယ်အလေလိုက်ဖို့စာလုပ်ဖို့အတွက်ခေါ်တဲ့တငယ်ချင်းဆိုရင်တော့ဒါတငယ်ချင်းကောင်းမယ်နော်အဲ့လိုမဟုတ်ဘဲနဲ့ရှောက်သွားမယ်အလေလိုက်မယ်ဥမာကျောင်းကနေကျူရှင်သွားမယ်ကျူရှင်သွားနေတဲ့အချိန်မှာပိုးနေတဲ့အချိန်ခါလေးဆိုနိုင်ဝက်လောက်ပုံနေအဲ့အချိန်မှာရှောက်သွားဖို့ခေါ်တာအဲ့လိုမျိုးတွေကြတော့တစ်ခါလောက်တော့ကောင်းတယ်ဘာလို့လဲဆိုတော့ဥမာရှောက်သွားတယ်ဆိုတာလည်းဥမာမုံဝယ်ပါညာဆိုရင်တော့ဘာမှမဖြစ်ဘူးအဲ့လိုမဟုတ်ရန်နိုင်ကြီးရက်ွက်ထိလည်းရှောက်သွားတာအဲ့လိုမျိုးကြတော့အလေလိုက်တယ်ခေါ်တယ်အဲ့လိုမျိုးကြတော့မကောင်းဘူးအဲ့လိုမျိုးကြရင်မကောင်းတဲ့အရာလားကောင်းတဲ့အရာလားကိုကစဉ်းစားအဲ့လိုမျိုးကြမကောင်းဘူးဆိုရင်လိုက်လို့ဆရာမလိုနော်အဲ့လိုမျိုးကြတော့ဟိုလိုမျိုးတငယ်ချင်းကောင်းနေမှာမပါဘူးဥမာစာလုပ်ဖို့အတွက်တငယ်ချင်းစာလုပ်အောင်နော်ပြီးတော့ခါကြတော့စာလုပ်မယ်ပြီးတော့ကိုမသိတာလည်းမသိတဲ့စာကိုလည်းဘေးရင်လည်းဖြေပေးမယ်တိမသိလို့မဖြေနိုင်တာတော့ထားလိုက်ပေါ့တိနဲ့မဖြေတဲ့တငယ်ချင်းဆိုရင်လည်းဒါမကောင်းတဲ့တဲမှာအဲ့လိုမျိုးသတိထားမယ်တဲမှာပါတယ်အဲ့လိုမျိုးလေးအဲ့ဒါလေးအကြောင်းမှလည်းသတိထားနော်ဒီကပြောချင်တာအဲ့ဒါပဲနော်ဘဝမှာရှေ့လျှောက်ပြီးတော့ဘာလို့အောင်ဆိုခန္ဓာကိုယ်ကျမ်းမာတန်ဆန်းမှုအတွက်လေ့ကျင့်သူများတွေဘာလုပ်တာညာလုပ်တာကိုစိတ်ဝင်စားနေနော်ကိုယ့်ဘဝကိုကိုယ့်ဟာကိုယ်လုပ်ရမှာမြတ်စွာဘုရားဖေဖေတို့ဗုဒ္ဓဘာသာမှာမြတ်စွာဘုရားဟောတာကိုလှုပ်တာကိုခံရမှာပဲ
ကိုလုပ်တဲ့အကျိုးကျေးဇူးကိုရမှာပဲအဲ့တော့ဖေဖေတို့မှာခန္ဓာနဲ့စိတ်နဲ့ဆိုတာနှစ်ခုရှိတယ်လူဘဝတစ်ခုရလာပြီဆိုရင်ဘဝတစ်ခုရလိုက်ဆိုရင်ခန္ဓာနဲ့စိတ်နဲ့နှစ်ခုရှိတယ်အဲ့နှစ်ခုပေါင်းမှပြည့်စုံတဲ့အခါမှာစိတ်ကကြတော့ပို့ပြီးအရေးကြီးတယ်ဒီလားခန္ဓာကိုယ်ကျန်းမာဖို့တန်ဆန်းမှုတက်ကလည်းစိတ်ကရေးပါတယ်စိတ်မာဖို့အတွက်လည်းစိတ်ကရေးပါတယ်အဲ့လိုမျိုးတွေစိတ်နဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းတွေလည်းလုပ်ပေးရမယ်ခုနကစာဖတ်တာတို့ပါအဲ့ဒါတွေကလည်းစိတ်နဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းတွေစာဖတ်တာစာလုပ်တာလည်းစိတ်ကိုငြိမ်အောင်ထားတာဟိုမှာစာကြီးတော့အော်ဖတ်နေပြီးတော့မျက်စိက TV ကြည့်နေလည်းအဆင်မပြေဘူးအဲ့ဒါမျိုးကြတော့စိတ်ကမငြိမ်နိုင်စိတ်ငြိမ်အောင်လုပ်တယ်ဆိုတာအာယုံတစ်ခုတည်းပေါ်မှာပဲစူးစိုက်တာဥပမာသမီးစာဖတ်တယ်ဆိုရင်အဲ့စာတစ်ခုတည်းပေါ်မှာပဲသိချာလေ့လာစုကြည့်ရှုအဲ့လိုမျိုးအာယုံစိုက်ထားတာအဲ့ဒါတော့စိတ်ကိုတည်ငြိမ်အောင်လုပ်တဲ့အလုပ်တမာတိလို့ခေါ်တယ်နော်စိတ်ကိုတည်ငြိမ်အောင်လုပ်တဲ့အလုပ်ကိုတမာတိခေါ်တယ်ခုနကကိုချင်းတီလာလည်းကောင်းဖို့လိုတယ်တမာတိစိတ်ကိုတည်ငြိမ်အောင်လည်းလိုတယ်ပညာဆိုတာအမှားနဲ့အမှန်ဘယ်လိုနေရာမှာဘယ်လိုသုံးချမလဲအဲ့လိုမျိုးကလည်းရေးကြည့်ခုနကလို့ပေါ့တကယ်ချင်းခေါ်ရဲဆိုတာကောင်းလားမကောင်းလားနော်ခုနကပြောသလိုကောင်းလားမကောင်းဘူးဆိုရင်ကိုကဘယ်လိုစကားကိုအလှပလေးပြောရမလဲလိမ်ငင်းလေးမလိမ်မဲနဲ့စကားငါတော့စိတ်မပသေးဘူးငင်းသွားလိုက်တော့အဲ့လိုပုံစံမျိုးလေးတွေပေါ့နော်ဟိုရိုင်းဆိုင်လည်းပြန်မပြောနဲ့သူများကိုလည်းသွားပြီးတော့မတိုက်ခိုက်နဲ့အဲ့လိုပုံစံမျိုးလေးပြောဖို့လိုတယ်နော်အဲ့ဒါအရေးကြီးရဲ့ဟာအဲ့တော့သမီးလုံးရမယ်အလောက်ကဘာလို့ဆိုတော့တစ်ချက်ရုပ်ကျမ်းမာရဲ့အတွက်အစားတော့ကျမ်းမာရေးဟိုကျောင်းမှာဆိုရင်ချိုးချင်နေလို့ရှင်းလဲဆိုရင်ချိုးချင်နေလို့နော်အဲ့ဒါမျိုးတွေလို့ဂျယ်လီတွေလို့မစားနဲ့နော်အဲ့ဒါတွေကခန္ဓာကိုယ်အစိတ်တောက်ဖြစ်စေတယ်အဲ့လိုမျိုးအစိတ်တောက်ဖြစ်စေတဲ့အရာတွေဆိုရင်ရှောင်အောင်စိတ်ကိုအစိတ်တောက်ဖြစ်စေတဲ့အရာတွေလည်းရှိတယ်စိတ်ကိုအစိတ်တောက်ဖြစ်စေတဲ့အရာတွေကဥပမာကိုယ်သူများလာလောက်တာတော့နော်သူများကိုကအနိုင်ကျင့်စိတ်ဖြစ်တာလို့ဘယ်လိုလုပ်လိုက်ရမလဲဘယ်လိုလုပ်မလဲအဲ့ဒါစိတ်ကိုအစိတ်တောက်ဖြစ်စေတယ်ပြီးတော့ကိုယ်သူများလာလောက်တဲ့ဥစ္စာကိုလာလောက်မှစိုးရင်ပြီးကြောက်နေတာတွေးကြောက်နေတာအဲ့ဒါလည်းစိတ်တောက်ဖြစ်စေလောက်ကမှလောပဲကိုအဓိကကိုကောင်းအောင်လုပ်ဖို့ပဲလိုတာနော်သူများကိုမကောင်းအောင်လုပ်လို့မလို့ပြန်ပြီးတော့လက်စားချင်မှာဘာလို့အတက်နိုင်တော့အဲ့စိတ်တွေကလည်းအစိတ်တောက်ဖြစ်စေဒီလားဒီကသူများကိုလာလောက်တာမလောက်တာပါတာလောက်တာမလောက်တာပါတာကိုဘယ်လိုကာဝယ်ရမလဲအဲ့ဒါမျိုးရေးကြည့်နော်အဲ့လိုမျိုးလေးတွေကိုခေါင်းထဲမှာထည့်တာခန္ဓာကိုယ်ရဲ့လေ့ကျင့်ခန်းလေးတွေလုပ်နော်လုပ်ရင်လည်းဖေဖေကိုမေးပြောပြပေးမယ်နော်စိတ်ကိုတည်ငြိမ်မှုအဓိကသမီးတို့ကခုနကပြောတဲ့၅ပါးသီလသမီးတို့သိပြီးသား၅ပါးသီလတက်နိုင်လို့လုံအောင်ထိန်းစိတ်နဲ့ပတ်သက်ပြီးဆိုရင်၅ပါးသီလစိတ်တွေမဟုတ်ဘူးဒါရုပ်ရောပါတယ်၅ပါးသီလဆိုရင်ဘာပဲနေနေသူများတက်ဖို့ဆိုတာဒီခန္ဓာကိုယ်နဲ့လုံးလုံးအောင်နော်ပြီးတော့ခါကျတော့၅ပါးသီလကကျတော့စိတ်ဆိုတာလည်းအထက်ရုပ်နဲ့ခုနကမျိုးရုပ်ပေါ့ဒီကနှုတ်နဲ့လည်းဆိုင်တယ်ခန္ဓာကိုယ်နဲ့လည်းဆိုင်တယ်အဲ့လိုမျိုးမှခန္ဓာကိုယ်နဲ့လုံးမှသူများတက်လို့ရလိမ့်မယ်ဆိုလည်းပါဇက်ကနေပြောမှလိမ့်လို့ရမှာရက်တော့မယ်ဆိုလည်းပါဇက်ကနေတောက်မှရက်တော့ရစိတ်နဲ့တောက်လို့မရအဲ့လိုမျိုးပေါ့ခုနကစာဖတ်တာတော့ဘာလို့ကျတော့စိတ်တည်ငြိမ်မှုနဲ့ဆိုင်တယ်ခုနကရှင်းရှင်းပြောတဲ့ပတိစိတ်တွေပါတော့အဲ့လိုမျိုးစိတ်တည်ငြိမ်တာနဲ့ဆိုင်တယ်နော်ကိုခုလိုခက်ပြက်ကြီးဆိုရင်ကိုကောင်းအောင်ကြိုးစားမှာအဲ့ဒါတွေကအရေးကြီးဆုံးပဲနော်အပေါင်းအသင်းများတာနေတာမလို့အပေါင်းအသင်းဆိုတာများတယ်လည်းမလို့ဒီကကောင်းတဲ့အပေါင်းအသင်းဖြစ်ဖို့ပဲလိုတာများတာနေတာအဓိကမဟုတ်ဘူးကောင်းတဲ့အပေါင်းအသင်းဖြစ်ဖို့ပဲလိုတာနော်အဲ့ဒါလေးကိုပြပြပြောချင်တာနော်အဖေတို့တက်လုံးထိုးရလဲအဲ့လိုပဲအဖေတို့တက်လုံးကလည်းဥပမာဘဝလို့တတ်မှတ်လိုက်ဒီတက်လုံးတွေကိုစိတ်တော့မဝင်အောင်အဲ့လိုမျိုး view ဆိုင်တယ်ပိုကောင်းအောင်ဘာတွေလုပ်ရမလဲမတန့်စအောင်ဘယ်လိုမီးနဲ့ထိုးမယ်ချော်နဲ့ထိုးမယ်ခံရင်လောင်းတာတော့ပြီးတော့အစာကျွေးတာအဲ့လိုမျိုးလုပ်ရတာနော်အဲ့ကြောင့်တငယ်ချင်းရှိရမရှိတာအဓိကမဟုတ်ကောင်းတဲ့တငယ်ချင်းဖြစ်ဖို့ပဲလိုတာနော်တက်လုံးအစာကျွေးရဆိုတာအခုသမီးတို့ခန္ဓာကိုယ်အစာကျွေးရတယ်လို့ခန္ဓာကိုယ်ကတစ်ခါလေးဗိုက်စာလိုက်ဆိုစာကျွေးရတယ်လို့တက်လုံးကလည်းအဲ့လိုပဲတက်လုံးကလည်းရုပ်နဲ့နာနဲ့နှစ်ခုပေါင်းထားတယ်အဲ့တော့တက်လုံးကဥမာဆိုတော့တက်လုံးကိုရွှေသိရမလားရွှေတို့တခါလေးဗလားတို့အဲ့လိုမျိုးလေးတော့စားတောင်းလာပြီဆိုရင်အမှရွှေကျွေးလိုက်ပြီဆိုရင်တက်လုံးကပို့ပြီးတော့အဆင်မြင့်သွားတာအဲ့လိုပဲခန္ဓာကိုယ်ပေါ်မှာလည်းလိုအပ်လာတဲ့အချိန်မှာအစာကျွေးရတယ်လို့တက်လုံးမှာလည်းအဲ့လိုအစာကျွေးရတယ်စိတ်နဲ့ပတ်သက်ရင်လည်းအဲ့လိုပဲစိတ်အားငယ်နေတဲ့အချိန်ဆိုရင်စိတ်အားတက်အောင်စိတ်ခွန်အားဖြစ်စေတဲ့အစာတွေဖတ်ရတယ်စိတ်ခွန်အားဖြစ်စေတဲ့အတွေ့တွေတွေ့ရတယ်နော်အဲ့ဒါပဲနော်